โอเคရောက်ပြီပြန်လဲလိုက်လာဒီမှာသူ့နေလေနောက်ပဲ ဒါလေးတွေကချင်းကိုအိမ်မတွားခင်ဈေးဝယ်ထွက်နေတာဖြစ်ပါလိမ့် ဒါလေးကတော့စီစာကဒါလေးကတော့ပိုင်းနေဒါလေးကအင်းလေးတွေမှာကြက်သားဝက်သားအမဲသားဆိုတော့မလို့စီစဉ်ထားပါတယ်လူ6ယောက်ကိုဒီဟာလေးတွေဒီစင်တာနှစ်သိန်းပဲကြာတာအဲရမ်းတန်ပဲကွယ်ပြီးတော့ရေကူးကြပါတယ်ရေလေးကူးပြီးကစားပြီးပုံလေးရိုက်ပြီးကျမတို့အကင်စကင်ကိုပြင်ဆင်ကြပါအကင်လေးတွေပြင်ဆင်နေတဲ့အရန်ကိုအလုပ်ရှုံနေ